ဒါမျိုးလေးရက်စစ်မီးကြီးလေးတွေအိမ်မှာရှိလို့ရှိရင်နော်ကိုအောင်ကိုကျုံလို့ရှိရင်ကိုအောင်ကိုဟိုဟာပြန်ပြီးတော့သုံးလို့ရတာပေါ့ဆိုင်မှာဒီလိုတစ်ခါလောက်သုံးရုံနဲ့ဆိုင်မှာအစ်ကျုံနေဆိုရင်ဒီကျွေးကနှုတ်ပြလိုက်တယ်လေနှုတ်ပြလိုက်လို့ရှိရင်ဟိုအတိတ်ဝင်လေ5 6တောင်9တောင်အာမခံလို့5 6တောင်တော့ရှိတယ်အဲကိုအောင်ကိုပြန်ပြင်ပြီးတော့အလွယ်နည်းပြန်ပြင်ပြီးတော့သုံးလို့ရနော်ဒါတိတဲ့လူတွေကတော့ကြော်သွားမတိတဲ့လူတွေအတွက်ဒါညဝယ်ပေးခြင်းဖြစ်ပါတယ်ဘာလဲကြည့်ကြအောင်နော်ဒီလိုမျိုးလေးချို့နာကော်လေးတွေကနေတော့ဓားလေးနဲ့အလွယ်တကူလိုက်ရှစ်ပြီးတော့ခွာလိုက်ရတယ်ဗျာကျွန်တော်ကတော့ခွာထားပြီးသားဖြစ်တဲ့အတွက်ဖြုတ်လိုက်လို့ရတယ်လှည့်ဖြုတ်လိုက်လို့ရတယ်အောင်ဒီကပြမယ်နော်ကလေးကြည့်ပါဒီလိုမျိုးလေးဒါဒီလိုလေးမြကြီးလေးတွေပါတယ်ဒါလေးကိုအဆန်းကြည့်မယ်နော်ကျတော့လုံးလေးဖွင့်ပြီးတော့မလာဘူးနော်ဘယ်လိုဖွင့်လိုက်တာမလာဘူးဒီစီကတော့ဒီလိုမျိုးလေးဟိုဖြစ်ပေါ့ကောင်းဖို့ဒီလိုမျိုးလေးစင်ပြေလို့ဟိုဖြစ်တာပေါ့လေစိုက်ကြည့်ရတော့မလာဘူးဗျာဒီလိုပစ္စည်းလေးဒါမျိုးလေးဇာကနာလေးဒါမျိုးလေးနဲ့တမလိုက်အောင်ဗျာရေမစိုးရင်တော့ကောင်းလာပေါ့ဒါမျိုးလေးစောင်းလို့အဲ့ဒါတကြမြင်လားဒီလိုမျိုးကြီးလေးဟိုဘက်ထိတ်စာဒီဘက်ထိတ်စာပေါ်နေတဲ့ဟာလေးကိုဇာကနာလေးနဲ့ကားပါလေးနဲ့ပေါ့ဒီလိုမျိုးလေးညှက်ပြီးစမ်းကြည့်လို့ရတယ်ဗျာဒိမီကြီးကျွန်းလာတယ်အဲ့လိုမျိုးလိုက်စမ်းကြည့်လိုက်ပါဗျာစမ်းပြီးတဲ့ဟာလေးမှတ်ထားပေါ့အဲ့ဒါပဲလုံးကျွန်းလာလဲစမ်းထောက်ပြီးဟိုဘက်ထိပ်ဒီဘက်ထိပ်လေးညလေးနဲ့စမ်းပြီးတော့ထောက်ကြည့်လိုက်ပါဗျာထောက်ကြည့်လိုက်ပုံမယ်ဆိုတော့ကဒီလိုအလုံးကြီးအများကြီးတော့လူစော့ပင်လေးနဲ့မှတ်ထားတာပိုကောင်းပါနော်ကျိုးတန်လို့တယ်နေဒီလုံးပြီးတယ်ဒီလုံးတွေ့သွားနော်ဒီလုံးကျွန်းလာဒီလုံးဒီလုံးခွာမှာပေါ့ဗျာခွာမော့ဒီလုံးခလုတ်လေးပြန်ပိတ်လိုက်ပေါ့ဗျာအနေကင်းအောင်ကိုတွေ့သွားပြီဆိုရင်အမှန်ပြီးလို့ရှိရင်ဒီလိုခဲတံလေးနဲ့မှတ်ထားလိုက်ပေါ့ဗျာကျွန်တော်တော့မှတ်မိတဲ့အတွက်ဒီလုံးကိုခွာမှာပေါ့ဗျာဒီပြပြနော်ခွာလိုက်တာအဲဒီလေးဓားလေးနဲ့တွေ့တဲ့လုံးကိုဒီလိုပဲကလတ်လိုက်ကလတ်ပြီးတော့ဒီလိုမျိုးလေးဒီလိုမျိုးလေးပေါ်သွားပြီဆိုရင်ဓားလေးနဲ့ချက်လိုက်ပါဗျာတဘောကဒါညာတစ်ခုနဲ့တစ်ခုတူဆက်ဆက်မှုဟိုကချိတ်ဆက်အဖိုးမဆိတ်ဆက်မှုမရှိတော့တဲ့အတွက်မီးမလင်းတော့တာကျွန်တော်တို့ကဒါကိုခဲလေးနဲ့အလွယ်တူဆက်ပြလိုက်ရင်ရပြီဗျာဒါလေးကိုခဲတုံးပါဗျာโอเคနော်ဒီခဲကောက်လေးဒီကျွေးတာပါဗျာဒီကူလေးခုနကကျွန်တော်ခွာထားတဲ့ဟာလေးကိုအလွယ်တကူလေးခဲကောက်လေးနဲ့ဒီအလဲတက်တက်လေးကိုတူလိုက်မယ်ဗျာနေရလားနေရလားမသိဘူးနော်ခုနကကျွန်တော်ထုတ်လိုက်တာဒါမျိုးလေးဆိုရပြီဗျာသူကနည်းနည်းလေးချိတ်ဆက်သွားတယ်ရပြီအဲ့ဒီကျွန်တော်ပြန်စမ်းကြည့်မယ်နော်တူပါဆိုခဲတူတဲ့ချိန်မှာတော့ဒီမီဒီလေးချုပ်ပြီးတော့ကိုမကိုအေးဆေးလေးတူတာကောင်းအောင်နော်ဟုတ်ခလုတ်ခွင်းရတိုင်းနဲ့မထုံနဲ့ဘူးအဲ့နေများအဲ့ဒါတက်ပြီးပါပြီဆိုတော့ခလုတ်လေးဖွင့်လိုက်မယ်ဗျာတလားဟာနေဝါ
ဒီလိုမျိုးအိမ်မျိုးအိမ်မှာဒီလိုလေးကိုပြင်သုံးရအောင်ဗျာဒါလည်းအိမ်မှာမေးဟောင်းလေးရှိရင်ကိုပြင်သုံးပါဗျာအကုန်မြတ်တတ်တာပေါ့ဒီလိုလေးကိုပြင်ပြီးတော့သုံးလိုက်အလွယ်တကူသုံးမယ်ဆိုရင်ဒါအစ်ဝယ်ကြမလို့တော့ဘူးဗျာတစ်ခါနှစ်ခါသုံးခါလောက်တော့ကျင်းလို့ရတယ်ဗျာနောက်ပိုင်းတော့လည်းမပြင်းနဲ့ပေါ့ဒီလောက်ဆိုအာမခံဆောင်မှာ8000 9000ရိုးရိုးဆို6000လောက်ရှိတယ်ဒါမရှိတဲ့လူတွေဖို့ကတော့ဒီဟာလည်းတန်မိုးရှိရလေအားရင်ဟိုကိုပြင်လို့သုံးလို့ရပါတယ်တချို့ခါတွေကျတော့ဟိုဟာဖြစ်တာပေါ့မသုံးဘူးရပဒရှိလူကတော့လားမီးချုံငါးရလားနှုတ်လိုက်တာထားရတာမရှိတဲ့လူကတော့ပြင်သုံးရတာပေါ့ဗျာဟုတ်တယ်ကျွန်တော်ပြန်ဆန်းပြမယ်နော်ခလုတ်လေးဖွင့်လိုက်ဒါပဲကိုပြင်သုံးပါလွယ်လွယ်လေးဗျာခက်လက်ကတာမဟုတ်ကိုပြန်ပြီးတော့ပြင်သုံးလို့ရတယ်ဒီလူရတဲ့ပစ္စည်းရတော့ညာဒါဒီလိုပဲဒါလေးနဲ့ထောက်ပြီးတော့ဆန်းပေါ့ကျွန်တော်ဒီမီကောင်းလေးပေါ့ဒါပြင်ခဲကောက်ပါမယ်ဗျာဒါခဲခွေပါမယ်ဒါလေးပဲလိုရဗျာဟိုချစ်စရာလေးတစ်ခုရှိရင်ဒါလေးသုံးလိုက်ရပြီအလုံးမျိုးလေးကိုပြင်ပြီးတော့ညံရှိလို့အသုံးချလို့ရတာပေါ့ဗျာအားလုံးမဆင်ပြေကြပါ